ပြောမယ်ကောင်းကြီးခံစားတာနဲ့အသက်ရှင်တဲ့ကောင်းကြီးခံစားတာတူလားမတူဘူးအဲ့တော့ချစ်တော်ညီကိုမောင်နှမအသက်ရှင်တဲ့ကောင်းကြီးဆိုတာဘယ်လိုလူတွေခံစားရလဲတိတော်၌သဘောတူပြီးပေါင်းမှရတာဒါကြောင့်ဓမ္မရှိတဲ့ညီကိုမောင်နှမတွေလူမျိုးတူလို့ပေါင်းအဲ့မှာအသက်ရှင်တဲ့ကောင်းကြီးမရှိဘူးဂိုင်းတူလို့ပေါင်းတာအဲ့ဒီမှာမရှိဘူးခရစ်တော်၌သဘောတူပြီးပေါင်းပါအဲ့ဒီမှာမှအသက်ရှင်တဲ့ကောင်းကြီးမင်္ဂလာခံစားရတယ်ဟာလေလုယာဘဝရဲ့အနာဂတ်တလျှောက်လုံးဟာခရစ်တော်ရဲ့သဘောနဲ့တူပြီးပေါင်းကြအဲ့ဒီမှာအံ့ဩစရာကောင်းတဲ့ကောင်းကြီးခံစားရတယ်အသက်ရှင်တဲ့ကောင်းကြီးအဆုံးသတ်လို့မရဘူးအဲ့ဒီလိုဖြစ်တယ်ဒါကိုကျွန်တော်အားပေးခြင်းနော်နေရာတိုင်းမှာမရှိဘူးပြောပြီးပြီနေရာတိုင်းမှာမရှိဘူးအခုဒီနေရာမှာပေါင်းနေတဲ့လူတွေဟာဂိုင်းတစ်ခုအောက်မှာလာပေါင်းရင်အသက်ရှင်တဲ့ကောင်းကြီးမရှိဘူးလူမျိုးတူတဲ့ခေါင်းစဉ်အောက်မှာပေါင်းရင်အသက်ရှင်တဲ့ကောင်းကြီးမရှိဘူးကျွန်တော်သွားပေါင်းတဲ့နေရာကိုကျွန်တော်ကြည့်တယ်ခရစ်တော်ရဲ့သဘောနဲ့ပေါင်းတာလားခရစ်တော်ရဲ့သဘောနဲ့ပေါင်းရင်ကျွန်တော်အဲ့ဒီကိုသွားမယ်အသက်ရှင်တဲ့ကောင်းကြီးရှိခရစ်တော်သဘောနဲ့သူတို့မပေါင်းရင်ကျွန်တော်အဲ့နေရာမှာအချိန်မပေးဘူးအချိန်မဖြုံးဘူးကျွန်တော်ဘာလို့လဲအဲ့မှာ living blessing မရှိဘူးကောင်းကြီးကဇက်တိုက်ဖြစ်နေရမယ်ဖယားလိုတော့ဇက်တိုက်ခံစားခိုင်းတာနောက်ခံစားတာကအခုခံစားတာတဲ့ပိုးတော်များသေးတယ်ဟာလေလုယာတာရွေ့တော်ဖယားကပေးတာဟုတ်လားမဟုတ်လားဒါကြောင့်မလို့ခရစ်တော်ရဲ့သဘောနဲ့ကျွန်တော်တို့ဘာလုပ်ဖို့လို့လဲပေါင်းဖို့လို့တဲ့အဲ့ဒီနေရာတွေမှာပဲအသက်ရှင်တဲ့ကောင်းကြီးရှိတယ်အဲ့ဒါကိုသိစေခြင်းတယ်